Welcome to my channel ပရိသတ်ကြီးတို့အားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့ဆယ်မွန်ငါးဟင်းလေးချက်စားပြပါမယ်ရှင်ကျက်သွန်ဖြူခရမ်းကျင်သည့်ဂျင်းနဲ့ကျက်သွန်နီကိုအစင်သစ်လုပ်ထားပါတယ်ကျက်သွန်နီတစ်လုံးကျက်သွန်ဖြူ3မွှာဂျင်းတို့ကိုလှီးထားမယ်ခရမ်းကျင်ဒီတစ်လုံးကိုလည်းလှီးထားပါမယ်ရှင်ပြီးရင်တော့ဆယ်မွန်ကိုညီမအတုံးလေးတွေတေးချလှီးထားပါတယ်ဆယ်မွန်လေးမှာငမြရည်နှင်းငယ်ထည့်မယ်ပြီးရင်တော့စားလေးအနှင်းငယ်ထည့်ပါမယ်ရှင်ပြီးရင်တော့ငရုတ်သီးမှုန့်အနှင်းငယ်စနွင်းမှုန့်အနှင်းငယ်ထည့်ပြီးတော့တမအောင်မှွေပြီးသွားရင်ဆယ်မွန်ထဲမှာအရသာလေးဝင်အောင်လို့ဆယ်မွန်ကိုခဏလောက်နှက်ထားပေးပါနော်ဒံဦးလေးမှာဟင်းချက်စီလေးအနှင်းငယ်ထည့်ပါမယ်ရှင်စီလေးပူလာပြီဆိုရင်ကျက်သွန်ဖြူနဲ့ဂျင်းကိုအရင်ဆုံးလှော်ပါမယ်စီထဲမှာကျက်သွန်ဖြူနဲ့ဂျင်းကိုလှော်ထားတဲ့အခါမှာအနံ့လေးမှုေးလာပြီဆိုရင်ညီမတို့မှာကျက်သွန်နီကိုထပ်ပြီးတော့ထည့်ပြီးတော့လှော်ပါမယ်နော်ကျက်သွန်ဖြူကျက်သွန်နီဂျင်းတို့ကိုတေချာလေးစီထဲမှာထည့်လော်ပြီးတော့အယောင်လေးနွန်းလာတဲ့အခါကျရင်ငရုတ်သီးလေးအနှဲငယ်ကိုထည့်ပါမယ်ပြီးရင်တော့အစင်သစ်နီးထားတဲ့ခရမ်းညင်သီးကိုထပ်ထည့်မယ်ထည့်ပြီးတော့ခရမ်းညင်သီးလေးနွန်းလာတဲ့အထိကိုညီမတို့လှော်ပေးပါနော်ခရမ်းညင်သီးမြန်မြန်နွန်းချင်တော့ရေလေးနည်းငယ်ထည့်ရမယ်ဒါပေမဲ့ညီမကတော့မထည့်ဘူးပေါ့နော်ပုံမှွေးအောင်လို့ခရမ်းညင်သီးကိုဒီတိုင်းပဲလှော်ပါတယ်ခရမ်းညင်သီးလည်းနွန်းလာပြီဆိုတော့ခုနနှက်ထားတဲ့ငါးကိုထပ်ထည့်ပြီးတော့လှော်မယ်နော်ဒီချိန်မှာတော့ရေလေးအနှဲငယ်ကိုညီမထည့်ပြီးတော့တေချာလေးနှက်ထားပါမယ်ငါးကအကြက်မြန်တဲ့အတွက်ခဏလောက်ပဲလှော်ပေးပြီးသွားရင်စီလေးပြန်လာပြီဆိုရင်တော့အရန်စားကောင်းတဲ့ဆယ်မွန်ငါးဟင်းလေးတစ်ခွက်ရပါပြီရှင်ပါဝင်တဲ့ ingredient လေးတွေကိုတေချာရိုက်ပြထားပါတယ်ညီမရဲ့ channel လေးကိုသဘောကျရင် follow လုပ်ပေးပါနော်ကျေးဇူးများတင်ပါတယ်ရှင်